ကဘာပေါ်မှာလူသားတွေစူးစမ်းလေ့လာဖို့အခက်ခဲဆုံးနဲ့အလျှို့ဝှက်ဆုံးနေရာတစ်ခုကိုပြပါဆိုရင်အန်တာတီကာတိုက်ကိုပဲပြရပါလိမ့်မယ်အပူချိန်အနှုတ်90ဒီဂရီစင်တီဂရိတ်ထိအေးခဲပြီးတနာရီကီလိုမီတာ300နှုန်းနဲ့တိုက်ခတ်တဲ့မုန်တိုင်းတွေကြောင့်ဘယ်လူသားမှအမြဲတမ်းနေထိုင်ခြင်းမရှိပါဘူးဒါပေမဲ့ဒီရေခဲပြင်ကြီးအောက်မှာဘယ်သူမှမသိသေးတဲ့ထူးဆန်းတဲ့တတ္တဝါတွေမြေအောက်ကန်တွေနဲ့ကြီးမားလာတဲ့တယံဇာတတွေရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့အန်တာတီကာတိုက်ရဲ့မဖော်ထုတ်ရသေးတဲ့လျှို့ဝှက်ချက်တွေကိုအတူတူလေ့လာသွားကြပါမယ်အန်တာတီကာတိုက်ဟာကမ္ဘာပြင်စမမြောက်အကြီးဆုံးတိုက်ဖြစ်ပါတယ်အကယ်၍ဒီတိုက်ကြီးကိုဥရောပတိုက်ပေါ်မှာတင်လိုက်မယ်ဆိုရင်နော်ဝေနိုင်ငံကနေအီရန်နိုင်ငံအထိကျယ်ပြန့်သွားမှာပါဒီလောက်ကြီးမားတဲ့တိုက်ကြီးကိုပိုင်ဆိုင်ဖို့အတွက်လည်းနိုင်ငံကြီးတွေဖြစ်တဲ့ပြင်သစ်နော်ဝေဩစတြေးလျဗြိတိန်နဲ့အာဂျင်တီးနားတို့ကရာစုနှစ်ပေါင်းများစွာကတည်းကအပြိုင်ဆိုင်ကြိုးပမ်းခဲ့ကြပါတယ်အန်တာတီကာတိုက်ကိုဘယ်သူအရင်ဆုံးတွေ့ခဲ့ရတာလဲဆိုတာငင်းခုန်စရာတွေရှိပါတယ်ဗြိတိန်နဲ့ရုရှားတို့ကသူတို့အရင်တွေ့တာလို့ဆိုကြသလို900စုကတည်းကနယူးဇီလန်ကမာအိုရီလူမျိုးတွေရောက်ခဲ့တယ်လို့လည်းယူဆချက်တွေရှိပါတယ်တမိုင်းမှတ်တမ်းတွေအရတော့1820ပြည့်နှစ်မှာရုရှားလူမျိုး Fabian von Bellinghausen ဟာဒီတိုက်ကြီးကိုပထမဆုံးမြင်တွေ့ခဲ့သူဖြစ်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဟစ်တလာရဲ့အမိန့်နဲ့နာဇီအလံတွေကိုဒီမှာလာချပြီးနေမြေသိမ်းဖို့ကြိုးစားခဲ့ပါသေးတယ်။ဩဇရာအကောင်းဆုံးရှာဖွေတွေ့ရှိမှုကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်း90လောက်ကအန်တာတီကာတိုက်ဟာအခုလိုအေးခဲမနေပဲအမီဇုန်တောကြီးလိုထူထပ်တဲ့သစ်တောတွေနဲ့နှွေးထွေးတဲ့တိုက်ကြီးတစ်ခုဖြစ်ခဲ့တာပါ။သိပ္ပံပညာရှင်တွေဟာရေခဲပြင်အောက်ကနေကြောက်ဖြစ်ရုပ်ကျွင်းသစ်သားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အခုတော့ဒီတိုက်ကြီးရဲ့98ရာခိုင်နှုန်းဟာကီလိုမီတာနဲ့ချီထူတဲ့ရေခဲပြင်ကြီးအောက်မှာရောက်နေပါပြီ။ကမ္ဘာပေါ်မှာရှိတဲ့ရေချို61ရာခိုင်နှုန်းဟာဒီရေခဲပြင်တွေထဲမှာရှိနေတာဖြစ်လို့အကယ်၍ဒီရေခဲတွေသာအကြီးပြောသွားရင်ကမ္ဘာပင်လယ်ရေမျက်နှာပြင်ဟာမီတာ60အထိမြင့်တက်လာပြီးကမ္ဘာကျော်မြို့ကြီးတွေရေအောက်ရောက်သွားနိုင်ပါတယ်။အန်တာတီကာရဲ့ရေခဲပြင်အောက်မှာတောင်တန်းတွေကမ္ဘာအနက်ဆုံး6ကြီးတွေနဲ့မီးတောင်တွေရှိနေပါတယ်။အဲ့ဒီအထက်မှာ Mount Erebus ဆိုတဲ့မီးတောင်ဟာအခုထိလှုပ်ရှားနေစေဖြစ်ပြီးသူ့ရဲ့ရေခဲကူတွေထဲမှာကမ္ဘာပေါ်မှာတစ်ခါမှမတွေ့ဘူးသေးတဲ့တတ္တဝါအသစ်တွေရဲ့ DNA တွေကိုတွေ့ရှိထားပါတယ်။ဒါအပြင်ရေခဲပြင်အောက်မီတာ4000ခန့်မှာ Vostok လို့ခေါ်တဲ့ကြီးမားတဲ့မြေအောက်ကန်ကြီးရှိနေပြီးအဲ့ဒီကန်ဟာနှစ်တန်းပေါင်း15တန်းလောက်ပြင်ပလောကနဲ့အဆက်ပြတ်နေတာပါ။အဲ့ဒီကန်ထဲမှာလည်းထူးဆန်းတဲ့ဘက်တီးရီးယားတွေနဲ့ငါးမျိုးစိတ်တွေရှိနေနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆနေကြပါတယ်။ဒါဆိုရင်နိုင်ငံကြီးတွေကဘာလို့ဒီအေးစိတ်နေတဲ့နေရာကိုလူနေကြတာလဲ။အဖြေကတော့တယံဇာတပါပဲ။မကြသေးခင်2024ခုနှစ်မေမှာရုရှားသုတေသနသင်္ဘောတစ်စီးဟာအန်တာတီကာတိုက်အနီးမှာရေနံစီပေါင်း911ဘီလီယံလောက်ရှိနိုင်တဲ့ရေနံတိုက်ကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာဒေါ်လာ44ထရီလီယံလောက်တန်ဖိုးရှိပြီးကမ္ဘာရေနံဈေးကွက်ကိုအလှည့်အပြောင်းဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့1959ခုနှစ်မှာချုပ်ဆိုခဲ့တဲ့အန်တာတီကာစာချုပ်အရဒီတိုက်ပေါ်မှာစစ်ရေးလှုပ်ရှားမှုတွေနဲ့တယံဇာတတူးဖော်မှုတွေကိုတားမြစ်ထားပြီးငြိမ်းချမ်းတဲ့သုတေသနလုပ်ငန်းတွေအတွက်ပဲအသုံးပြုခွင့်ပေးထားပါတယ်။လက်ရှိမှာနိုင်ငံပေါင်း55နိုင်ငံကျော်ကသုတေသနစခန်းတွေဖွင့်လှစ်ထားပါတယ်။အာဂျင်တီးနားနဲ့ချီလီနိုင်ငံတွေဆိုရင်သူတို့ရဲ့ပိုင်ဆိုင်မှုကိုခိုင်မာစေဖို့ကိုဝန်ဆောင်အမျိုးသမီးတွေကိုဒီတိုက်ပေါ်မှာခလေးမွေးခိုင်းတဲ့အထိကြိုးပမ်းခဲ့ကြပါတယ်။အကယ်၍နောက်တစ်ချိန်မှာရာသီဥတုပြောင်းလဲမှုကြောင့်ရေခဲပြင်တွေပါလွှာလာပြီးရေနံတွေတူးဖော်နိုင်လာမယ်ဆိုရင်အန်တာတီကာတိုက်ဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စစ်တလင်းဖြစ်လာမလားဆိုတာစိုးရိမ်စရာပါပဲ။သင်ကဘယ်လိုထင်ပါသလဲ။အန်တာတီကာရဲ့လျှို့ဝှက်ချက်တွေကလူသားတွေအတွက်ကောင်းကျိုးပေးမလားဆိုးကျိုးပေးမလားဆိုတာကောင်းမှန်မှာပြောပြခဲ့ပါဦး။အခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။အားလုံးပဲဖခင်ကောင်းချီးပေးပါစေ။